ဒီနေ့နေ့တင်နဲ့ပတ်သက်တဲ့အကြောင်းလေးပေါ့နော်။ငယ်ပြောပြီးတော့မှဂျေဇုတော်ချီးမွမ်းခြင်းနဲ့ပတ်သက်တာလေးနှစ်ချက်အကြောင်းအရာနှစ်ခုပြောသွားချင်ပါတယ်။ဆိုတော့နှုတ်ကပတ်တော်ခဏလေးဆုတောင်းချင်ပါတယ်။သခင်ဗျာဂျေဇုတင်ပါတယ်။ဤအသင်းတော်ကိုတိဆောက်ထားသောဤအသင်းတော်၌ကိုခွဲခန့်ထားသောသူရင်ကြီးအားဖြင့်ကိုရှင်အသုံးပြုလက်ကျွန်တော်ကိုအိန္ဒိယမှာအစီကံခွင့်ပေးသောကြောင့်ဂျေဇုတင်ပါကိုသုံးသောကြောင့်ဂျေဇုတင်ပါတယ်။ဖျားသခင်ကိုရေးသားတဲ့နှုတ်ကပတ်တော်ကိုကိုပြောစီလိုတဲ့အတိုင်းပြောရတဲ့ခွင့်ကိုကျွန်တော်၌အပိသနာတော်မူပါကြားတဲ့နှလုံးသားတိုင်းမှာတွဋ္ဌိခြင်းကိုကိုသာလုံနိုင်တာဖြစ်ပါတယ်။ကျွန်တော်ဖျားအလုပ်လုပ်တော်မူပါအချိန်တိုင်းနဲ့အသက်တာအားလုံးကိုယေရှုဖျားနာမနာစက္ကအနံဆုတောင်းပါတယ်ဖျားသခင်အာမင်။ကပောက်ကျမ်းခန်းကြီး1ကိုကျွန်တော်ဖတ်ရအောင်။ကပောက်ကျမ်းခန်းကြီး1ပိုင်းငယ်14ကျွန်တော်ဖတ်ချင်ပါတယ်နော်။ဖျားသခင်ကနေ့နဲ့ညကိုပိုင်းခြားစေခြင်းကမိုးကောင်းကင်မျက်နှာကျ၌အလင်းတည်စေနမိတ်လက္ခဏာချင်းချက်သောချိန်နေ့ရဲ့အပိုင်းခြားနေ့အပိုင်းခြားဖို့ဖြစ်စေဆိုတော့ဒီဖျားသခင်ကကဘာကြီးကိုဖန်ဆင်းတဲ့အခါမှာအလင်းကိုအရင်ဖန်ဆင်းတယ်အလင်းဖြစ်စေပေါ့နော်အဲ့ဒီအလင်းကနေအလင်းလည်းမဟုတ်လအလင်းလည်းမဟုတ်နေလည်းမပါသေးဘူးလလည်းမပါသေးဘူးအလင်းဖြစ်စေလို့ပြောလိုက်တဲ့အခါမှာဖြစ်လာတဲ့အလင်းအဲ့ဒါတော့ကပောက်ကျမ်းခန်းကြီး1ငယ်3မှာဘုရားသခင်ကလည်းအလင်းဖြစ်စေဟုအမိန့်တော်ရှိ၍အလင်းဖြစ်လေ၏အဲ့တော့ကပောက်ချက်လေးကနေနဲ့လကနော်အလင်းတစ်ခုတည်းအတွက်မဟုတ်အလင်းကဒီတိုင်းဖြစ်နေပြီပါဒီနေရာမှာတော့နေ့ရက်နော်နေ့နဲ့ညကိုပိုင်းခြားဖို့နေ့နဲ့ညကိုပိုင်းခြားဖို့ဟာတဲ့ဘာကြောင့်နေ့နဲ့ညကိုပိုင်းခြားလဲဆိုတော့နေ့ရက်ကအဖြစ်နှစ်ဖြစ်လာဖို့ဖြစ်တယ်ဒီနေ့ကျွန်တော်ကနှစ်တစ်မှာအရန်ကျေးဇူးတော်ချီးမွမ်းကြရတယ်နော်ဒါချီးမွမ်းရဒါပေမဲ့တတိပြုဖို့လိုတယ်နှစ်တစ်မရောက်လာခင်မှာကျွန်တော်တို့အမြဲတမ်းကြုံတာကနေ့ရက်တစ်ဖြစ်တယ်အာမင်ဒီခါကျတော့နှစ်တစ်ပဲချီးမွမ်းတယ်နှစ်တစ်ပဲချီးမွမ်းဖို့စောင့်နေတယ်နေ့ရက်တစ်ကိုမချီးမွမ်းတတ်ကြဘူးနေ့ရက်တစ်တွေကနှစ်တစ်ကိုပို့ဆောင်ပေးတာဖြစ်တယ်အာမင်ဖျားရှင်နာမဘုန်းကြီးပါစေအဲ့ဒီနေရာမှာဘုရားသခင်ကနေ့ရက်တွေကိုပိုင်းခြားတယ်ရက်တွေလတွေဖြစ်လာဖို့မပြီးသေးဘူးရက်တွေလတွေဘာကြောင့်ဖြစ်ခိုင်းလဲဆိုတော့တဲ့နမိတ်လက္ခဏာအတွက်နမိတ်တကနမိတ်လက္ခဏာအတွက်ဒါကောင်းကင်နမိတ်ဆိုတာရှိတယ်ကောင်းကင်မှာကောင်းကင်ကိုနမိတ်လက်ဒီနေနဲ့လကိုနမိတ်လက္ခဏာသက်သေဖြစ်ဘုရားသုံးဖို့ရန်အတွက်ဖြစ်တယ်တဲ့နမိတ်နှစ်ကတော့အရေးကြီးတယ်ချင်းချက်သောအချိန်တဲ့ချင်းချက်နေ့ရက်ဒီမှာချင်းချက်တာနေ့ရက်ဒီမှာချင်းချက်တာလူတွေကမနှက်ဖန်တစ်ပတ်ကတွေ့ဖို့မချင်းခင်မှာနေ့ရက်ဒီမှာဘုရားသခင်ကချင်းချက်တာအခု2026ရောက်လာဆိုတော့ဘာဖြစ်လာကျွန်တော်ဘာလုပ်ကြမလဲဒါပေမဲ့အဲ့ဒီနေ့ရက်တွေမှာဘုရားချင်းချက်ထားတဲ့ဟာရှိတယ်ဥပမာကျွန်တော်ကပောက်ကျမ်းကနေစပြီးတော့မှဒီနေ့ထိကြည့်အောင်ဒီကပောက်ကျမ်းကနေကျွန်တော်ပြဟုတ်ဗျာဒိတ်ထိကြည့်အောင်အကြောင်းအရာလေးပြောသွားမယ်ကပောက်ကျမ်းမှာဘုရားကလူကိုဖန်ဆင်းတယ်လူဟာအပြစ်ဖြစ်သွားတယ်အဲ့နောက်မှာလူတွေရန်ဆွညစ်သွားတဲ့အခါမှာနောဧကာလရေလွှမ်းမှုခြင်းရက်40ဖျားတယ်ရေလွှမ်းမှုခြင်းနောဧကာလပြီးသွားတဲ့အခါမှာအာဗြဟံဖြစ်လာတယ်ဖျားပြောတယ်မင်းရဲ့အမျိုးကိုငါအေဂုတုပြည်မှာထားမယ်ဒါပေမဲ့ငါတဖန်ပြန်သိမ်းဆဲအောင်မယ်ဆိုအဲ့ကာလမှာဖျားဂရိပေးထားပြီးသားငါသိမ်းဆဲမယ်နှစ်ပေါင်း430ကျော်ကြာမှပြန်သိမ်းဆဲတယ်လူ90ဣသေလပြည်အေဂုတုပြည်ကိုရောက်သွားတယ်အချိန်နဲ့ငါဘုရားသိမ်းဆဲတယ်ပြီးတော့ခါနန်ပြည်ပို့တယ်ပြောတယ်မင်းတို့နားထောင်အဲ့ဒီမှာသားစီမင်းဆက်အမြဲနားမထောင်ရင်တော့တဖန်ငါပြန်အပ်မယ်တကယ်အပ်တယ်ဘာလို့လို့မရောက်သွားတယ်နှစ်90ကြာငါပြန်ရွေးတော့မယ်အခရဲကကြိုပြောတယ်ငါရွေးတော့မယ်အဲ့ဒီကာလမတိုင်ခင်မှာအာဗြဟံကိုပြောတယ်မင်းရဲ့အမျိုးမှာဟလာရှင်ပြန်တစ်ပါးပေါ်ထွန်းမယ်အစင်နဲ့တည်တော်ရစ်ပလင်တစ်ပါးပေါ်ထွန်းမယ်ဘုသူယေရှုခရစ်တော်ကိုဖော်ပြခဲ့တယ်တကယ်ဖွားမြင်လာတယ်
မေရှိယပွားပြီးလူတွေမျောလင့်ကြတယ်ထင်တာကတော့မောရှေလက်ထက်ကလို့အေဂုတုပြည်ကကယ်မဲ့လူမျိုးရေးနိုင်ငံရေးကိုကယ်မဲ့လို့ထင်တာဒါပေမဲ့ဖျားခင်ကဘာသူကဘာသားအလုံးကယ်မဲ့ဖျားဖြစ်ခဲ့ဟာလေလုယာဆိုဒီနေ့ကျွန်တော်ဘာတွေမျောလင့်နေကြလဲခရစ်တော်ပြန်လည်ပြီးချီဆောင်မဲ့ Richard second ချီဆောင်ခြင်း Richard ကျွန်တော်တို့မိုးတိမ်ကနေချီဆောင်မဲ့ရအဲ့ဒါပြီးဘာရှိလဲ second coming ခရစ်တော်မြေကြီးကိုကြွလာမဲ့ရာရှိတယ်အဲ့ပြီးဘာရှိလဲနှစ်တစ်ထောင်ရှိတယ်အဲ့ဒါပြီးဘာရှိသေးလဲတရားစင်ခြင်းရှိတယ်အဲ့ဒါပြီးဘာရှိလဲကောင်းကင်တည်မြေကြီးတည်ရှိတယ်အဲ့ဒါကိုဘာလို့ခေါ်ဆို master plan လို့ခေါ်တယ်ဘုရားသခင်အကြံစီတော်ကြီးလို့ခေါ်တယ်အဲ့ဒါကဘယ်တော့မှမပြောင်းလဲအဲ့ဒီအရာတွေကိုပို့ဆောင်သွားနေတာပြည့်စုံစေနေတာကတင်နဲ့ကျွန်တော်အဓိကမဟုတ်နေ့ရက်တွေဖြစ်တယ်အာမင်ဆို2026ရောက်လာတယ်ဘုရားသခင်ချိန်ချက်ထားတဲ့အရာအများကြီးရှိတယ်စိတ်လှုပ်ရှားစရာကောင်းတယ်စိတ်လှုပ်ရှားစရာကောင်းတယ်အရန်အောင်စရာကောင်းတယ်အဲတော့ဒီနေ့ကဘာမှာနေ့ရက်တွေအားလုံးကိုစီမံပြီးတော့မှနေ့ရက်တွေအားလုံးကိုချိန်ချက်ထားတဲ့သူကဘယ်သူပဲလဲဆိုတော့ဘုရားသခင်ဖြစ်တယ်နေ့ရက်တွေကအတိတ်ပဲမြဖြစ်လာတာမဟုတ်ဘူးအခုဒီခေတ်မှာလေအရန်ဆိုးမှနာမည်ကြီးလေးဖြစ်တယ်တက်တေခံချက်တွေလူတွေသိစိတ်ဝင်စားတယ်လွဲမားတဲ့ခွန်အားယူမှုတွေဘုရားကဘယ်တော့မှအပြစ်ကိုယွန်ရှာတဲ့ဘုရားဖြစ်တယ်အပြစ်တွေအများကြီးလောက်တော့ကြိုက်တဲ့ဘုရားမဟုတ်ဘုရားနဲ့အသက်ရှင်ခြင်းကနှစ်သက်တဲ့ဘုရားသခင်ဖြစ်တယ်အာမင်ဒီနေ့သင်ဘုရားနဲ့အသက်ရှင်နေ့ရက်ကအံ့ဩဖွယ်အကောင်းဆုံးဖြစ်တဲ့ဘုရားခင်ရှိပါအာမင်ဒါကိုစင်ကြင်မိပါဆိုနေ့ရက်တွေကသင်ကိုမဆောက်ဘူးနေ့ရက်တွေမှာဘုသူ့အကြံစီရှိတယ်ဘုရားအကြံစီရှိတယ်ဟာဖြောင်းမခုနှစ်ကြိမ်လဲတော့လဲပြန်ထမယ်တကယ်ထမယ်တင်းကြောင့်တော့မဟုတ်ဘုရားသခင်ကြောင့်ဖြစ်တယ်ဒါမဲ့တော့တင်ချင်ခဲ့မှာကျင်းတယ်လဲလိုက်ထားလိုက်ဆိုရင်အသက်တာကမတည်ကြည်တဲ့သူပြောတာစိတ်ချစရာမကောင်းတဲ့သူဖောက်ပြန်တတ်သောသူအားနဲ့တော့ဘယ်အမှုမှဘုရားမအပ်ဘူးနှစ်တာတော့ခံစားရမယ်ဒါမှဒီနှစ်နဲ့ပတ်သက်လာရင်နံပါတ်1ကနေ့ရက်ဒီမှာဘုရားချင်းချက်တာဟာလေလုယာနေ့တင်မနာလို့ပြောလိုက်ပါဘုရားကတင်းနဲ့ပတ်သက်ပြီးတော့မှနေ့ရက်ဒီမှာပြင်ဆင်ထားတယ်အာမင်တကယ်ပြင်ဆင်ထားတယ်ကျွန်တော်တို့စိတ်ဝင်စားတာအဲ့ဒါပဲကျွန်တော်လည်းကျွန်တော်ကိုကျွန်တော်စိတ်ဝင်စားတယ်ကျွန်တော်ကိုကျွန်တော်စိတ်ဝင်စားတယ်ဘသူဖြစ်စီလဲကျွန်တော်အစရဘသူဖြစ်စီလဲဘသူပန်စင်းလဲဘသူကြံစီလဲအဲ့ဖျားတင်မှာယခုလဲကြံစီရှိတယ်ကျွန်တော်ဆာလန်ဆရာဒီလိုပြောတယ်ဗျကိုရိုနဲ့ကျွန်တော်ကိုပြတ်တက်သောသဘောကိုသိခွင့်ပေးပါတဲ့ဘာသဘောလဲပြတ်တက်သောသဘောနဲ့ကျွန်တော်ရဲ့အသက်အပိုင်းခြားကိုသိစေပါဘာဖြစ်လို့လဲဆိုတော့ရှောလူကဘယင်မဲ့ဘုရားခင်သူ့ကိုဖယ်လိုက်တာဒါဝိမြင်တယ်ဂိုလိယကစစ်သူရေးပဲသူရှိမှတည်သွားတာသူမြင်တယ်အဲ့ဒါဘာတွေပဲလဲပြတ်တက်သောသဘောပဲယနေ့သင်ဘာလုပ်နေလဲမနှက်သင်လှုပ်ချင်မှလုပ်ရမယ်ဒီနေ့ကျမ်းစာကြောင်းတွေဖွင့်နေတယ်မနှက်ပံဘုရားမသုံးတာဖြစ်နိုင်တယ်ဒီနေ့သင်ကိုလူတွေချစ်နောက်နေ့မချစ်တာဖြစ်နိုင်တယ်ဒီနေ့သင်အလုတ်ကင်ကောင်းတယ်နောက်နေ့အဲ့အလုတ်တွေပြုတ်သွားနိုင်တယ်ဒါဝိကဘာလို့ပြတ်တက်သောသဘောကိုတောင်းနေတာလဲပြတ်တက်ခြင်းကကြောက်စရာကောင်းတယ်လေပြတ်တက်ခြင်းကစိတ်ပြတ်တယ်ကျွန်တော်ဒီနေ့အလုတ်ကင်ကောင်းတော့ဘဝမှာကောင်းကောင်းရက်တည်နေတဲ့သူရှိလားပြုတ်သွားနိုင်လားပြုတ်သွားနိုင်လားကျမ်းမိုင်ကောင်းတဲ့သူတွေရှိလားမကောင်းတာဖြစ်နိုင်လားဖြစ်နိုင်ကျွန်တော်မနေ့ကပြန်လာတော့အိမ်မှာခဏလေးလဲလိုက်တယ်ထားတော့လေကားဘွားနေကျွန်တော်ပြုတ်ကြဘာဖြစ်လို့ဆိုကျွန်တော်အချိန်မရွေးဘာမဆိုဖြစ်နိုင်တယ်ကြောက်စရာတိတ်ကောင်းတယ်ဒါပေမဲ့ခက်သိမ်းသောအမှုရာကိုရောအထဲကလာတယ်လို့ပြောတဲ့အခါမှာကိုအချင်းနေမှာမကြည့်တော့ဘဲနဲ့ကိုရောအထဲကဆိုကိုရောကိုစိတ်ချသွားတဲ့အတွက်ခြေနှက်ပြီးညင်သက်သွားတယ်ဟာလေလုယာကျွန်တော်နေတဲ့ချင်းကဘုရားလာတော့ကိုရောရှိကလာတယ်စကိုရောခွင့်မရှိရင်စပင်းကြောင်းတော်မြင်ကြီးပေါ်ကိုမကြရဘူးလို့ပြောတဲ့အခါမှာပြတ်တက်တဲ့အရာကြောင့်ကြောက်ပင်မဲ့အဲ့ဒီပြတ်တက်တဲ့အရာကကိုရောအထဲကလာတာဖြစ်တဲ့အတွက်ကြောင့်ကိုရောကကျွန်တော်အဖဖြစ်တော့ကြောင့်ကိုရောကိုကျွန်တော်စိတ်ချပါအာမင်အဲ့ပြတ်တက်တဲ့အရာကိုသိသွားတဲ့အခါမှာပြတ်တက်တဲ့အရာမှာဖတ်တွေ့တော့ယာဒူးတွေအာနာတွေပတ်စံတွေမှာမဖတ်တွေ့တော့ဘဲနဲ့မပြတ်တက်တဲ့ကိုရောကိုဖတ်တွေ့တတ်လာဟာလေလုယာမဖောက်ပြန်တဲ့ကိုရောဘာလို့လာလဲဖတ်တွေ့တတ်လာဒါဝိကဘာကိုဖတ်တယ်ဘယင်ဆွဲယာဒူးကိုမဖတ်တွေ့တော့ရှောလူကိုဘုရားကဘယင်ယာပြလိုက်တဲ့အခါမှာဘယင်ဖြစ်တာနဲ့အဲ့ဒီလူတွေနဲ့ तू က
ပထမတော့အစင်မပြေတော့ကိုရောကအပြေဝဆက်ကတာမင်းတို့ငါတတ်မယ်ပါညာပေါ့အဲလူတွေကလည်းသဘောလဲကြသွားသဘောမကြတော့မှပြန်ကြောက်သွားတာနဲ့ဖះသူမကြိုက်တော့တတ်တော့ကိုရိုနဲ့စပေမဲ့ကိုရောကြောင့်ဖြစ်လာပေမဲ့တကယ်ဖြစ်လာတဲ့အခါမှာ तू ကကိုရောကိုမေ့လျော့သွားတယ်ဖះအဲ့ဒါဆက်ရှုပ်ယွန်းရှာဒီနေ့ယုံကြည်သူတွေမှာကြီးမားသောအပြစ်တစ်ခုရှိတယ်အရက်စစ်လေးဖဲမဟုတ်ဖះကိုမေ့လျော့ခြင်းအပြစ်ဖြစ်တယ်ကျမ်းပါတင်ဘာကြောင့်ဒီလိုဖြစ်လာလဲတင်ဘာကြောင့်ဒီလိုနေရလဲဆိုရယ်ဖြစ်စေဖြစ်အောင်ဘယ်တော့မှမမေ့ပါနဲ့မေ့တဲ့နေ့မှာမာနနဲ့အတ္တနဲ့အခြားအရာဝင်တဲ့နေ့ပဲအားကြောင့်ဘုရားသခင်အားဖြစ်တာလေကျွန်တော်နေ့ရက်တွေကစိတ်ချစရာကောင်းတာဖြစ်တယ်ဟာလေလုယာခေတ်ကာလကတော့မကောင်းဘူးခေတ်ကာလကတော့မကောင်းဘူးဒါပေမဲ့ကိုရောကကောင်းတယ်အာမင်နေ့ရက်တွေကတော့မကောင်းဘူးဒါပေမဲ့ကိုရောကကောင်းတယ်ဆိုကျွန်တော်တက်တာထဲမှာဘုရားသခင်နဲ့ပို့ပြီးသွားလာဖို့ရန်အတွက်ဖြစ်တယ်ဒါကြောင့်မို့နှစ်တစ်နဲ့ပတ်သက်တဲ့အရာလေးပေါ့ဒါကြောင့်ဒီနေ့ဒီအသင်းတော်ဒီဘုရားခင်တည်သောကြောင့်2026မှာဘုရားလုံးမဲ့ပြင်ဆင်တဲ့အရာတွေအများကြီးကျွန်တော်အောင်ပဲမြင်အောင်မယ်အာမင်ကျွန်တော်ရဲ့တက်တာထဲမှာလည်းဘာလို့ရမယ်မသိတဲ့သူတွေရှိတယ်ဘာလို့ရမယ်မသိပေမဲ့တင့်ပေါ်မှာရှိတဲ့အကျဉ်းစီတော့ဘုရားကဆက်ပြီးအလုပ်လုပ်နေဦးမှာဖြစ်တယ်အာမင်ဆိုကျွန်တော်ဖြစ်ခြင်းကစိတ်ဝင်စားစရာကောင်းတယ်ကျွန်တော်ပညာနဲ့ကျွန်တော်လုပ်နေတဲ့အရာမို့ကျွန်တော်ကိုဖြစ်စေတဲ့ဖခင်ကြောင့်ကျွန်တော်ဖြစ်ခြင်းကစိတ်ဝင်စားစရာကောင်းတယ်အာမင်ဒါနှစ်သိနဲ့ပတ်သက်တဲ့အရာဖြစ်တယ်ဒါအင်မတန်မှအရေးကြီးတယ်ပို့ပြီးတော့မှပြောစရာအများကြီးရှိတယ်ဒါပေမဲ့ဒီနှစ်သိနဲ့ပတ်သက်တဲ့အရာအရေးကြီးပါတယ်အမှမဆာဖခင်ရဲ့ထာဝရကျမ်းစီကဆွဲထားပြီးသားထာဝရတည်ရှိတယ်ကျွန်တော်တို့ကလည်းဖော်ပြတယ်ဒီနေ့တင့်မှလည်းဖျားခြင်းရှိတယ်ဒီနေ့တင့်ရဲ့လှုပ်ဆောင်မှုတွေအားလုံးဒီအဲ့ဒီထာဝရအကျဉ်းစီနဲ့သက်ဆိုင်နေတယ်ဆိုတော့မမေ့ပါနဲ့အာမင်ငါဘယ်နေရာမှာရှိမယ်ငါဘယ်နေရာမှာလုပ်မယ်ငါဘာလုပ်မယ်ဆိုတဲ့အရာကအမှုတော်မြတ်ကကိုယ်တွက်လုပ်တာမဟုတ်ဘယ်သူကြောင့်လဲကိုရောကြောင့်လုပ်တာဒီနေ့ကျွန်တော်ဦးလေးနဲ့ကျွန်တော်နဲ့စကားပြောတဲ့လမ်းမှာဒီနေ့အမှုတော်ဆောင်တွေတရားဟောရင်အလူငွေဘယ်လောက်ရလဲကြီးကြတယ်ဆိုပတ်စံလူချင်းအလုပ်လုပ်ပေါ့ဘာဖြစ်လို့မှုတော်ဆောင်နေနဲ့ဒီလိုဖြစ်လာကြတယ်အာသူပိုင်းသွားရင်လည်းအလူငွေယူတယ်ရကြတယ်နေမကောင်းတာသွားရင်လည်းကျွန်တော်သူများဖျားနေပါလေစမဆရာလာအလူငွေထပ်ပေးရတယ်စေးဘုံတော်ညီးတွဲသူကဆရာလာအလူငွေထပ်ပေးတော့ကျွန်တော်တကယ်ပျော်ပါမလားသူတို့ပျော်ရဲ့လားအချို့ကလည်းတကယ်ပူတယ်တကယ်ပေးချင်တယ်တကယ်ကောင်းကြီးလိုချင်လို့သူ့မှာရှိတယ်အဲ့ဒါကောင်းတယ်အာသူဘပဲတော်တော်တကယ်ပေးချင်တယ်တကယ်ကိုကောင်းကြီးရှိလို့ပေးတယ်အဲ့ဒါကောင်းတယ်ဒါမဲ့ delay တစ်ခုဖြစ်ပေးနေရတာကြီးကမကောင်းဘူးဒါကြောင့်မို့ဒီနေ့ကျွန်တော်ရဲ့အမှုတော်မြတ်ထဲမှာဖခင်သခင်ထားတာထာဝရအကျဉ်းစီအားဖြင့်ထားတာဖြစ်တယ်ဟာလေလုယာတင်ရှိတဲ့နေရာကသူများနဲ့တူချင်မှတူမယ်ဒါမဲ့အဲ့ဒါထာဝရအကျဉ်းစီရဲ့အစိတ်ပိုင်းတွေဖြစ်တယ်အဲဒါကြောင့်မို့ကိုယ့်ရဲ့ဖြစ်ခြင်းနဲ့ရှေ့နေအောင်တမိုးထားပါတင့်ကိုဖျားထားတဲ့ဒီနေ့ဒီ the Livingstone Church ရဲ့ဖျားခင်တိဆောက်ထားတဲ့ဒီကာလမှာဖျားခင်ထားတာကသူ့ရဲ့ထာဝရအကျဉ်းစီတော်နဲ့သက်ဆိုင်နေတဲ့အရာဖြစ်တယ်ဟာလေလုယာဒီအသင်းတော်မှာနောက်ထပ်လုံးမဲ့အရာတွေကလူအကျဉ်းနဲ့ဖြစ်လာမှာမဟုတ်ဖျားခင်အကျဉ်းနဲ့အလိုတော်တိုင်းထပ်ဖြစ်လာမယ့်အရာအများကြီးရှိတယ်အာမင်ဆရာပါလုံနိုင်တဲ့အရာဘယ်ဖြစ်လာမှာမဟုတ်ဖျားခင်လုံနိုင်တဲ့အရာကဒီနေရာမှာဖြစ်လာမှာဖြစ်တယ်အာမင်ဘုသူမှုတော်လဲဘုသူမှုတော်လဲဖျားမှုတော်ကျွန်တော်ကဖျားမှုတော်မဟုတ်ဘူးမားတဲ့သူလဲဆုံးမခံရတယ်မဟုတ်လားဖျားဘယ်လိုလုပ်မလဲဒါပေမဲ့ထူးဆန်းတယ်တလားတစ်ဖက်ကလည်းလက်တာတစ်ဖက်ကလည်းကျေးဇူးဖျားအသက်တွေအများကြီးထူတာလူတယောက်ကြောင့်အမှုတော်ဘယ်တော့မှရပ်မသွားဘူးအဲ့ဒီအမှုတော်ကဖျားမှုတော်ဖြစ်သောကြောင့်ဖြစ်တယ်ဒီနေ့မှာဒီရက်ကွက်နဲ့ဘသူတွေအတွက်ဖျားဘယ်လောက်ထိလုံမလဲဒါကြောင့်မို့ဆရာဘာပြောပရမပိုင်းနေဖြစ်ထာဝရဖျားနှစ်နဲ့ပတ်သက်လာရင်ဒါထာဝရအကျဉ်းဖြစ်တယ်ဖျားရဲ့အမှုတော်တွေကဆရာပြောတာပဲအဲ့တော့အမှုတော်နဲ့ပတ်သက်လာရင်ဘယ်တော့မှမထီမဲ့နေမပြောပါမလုပ်ပါနဲ့ဖခင်အမှုတော်ဖြစ်တော်ကြောင့်ဖြစ်တယ်ဟာလေလုယာဘုသူနဲ့ဆိုင်လဲထာဝရအကျဉ်းစီနဲ့ဆိုင်တယ်ကြည့်လေဒီမှာလုံးမဲ့သူအကုန်လုံးဖခင်ခင်ပို့တော့တာဘယ်လူတယောက်ကိုဆရာဖိုးခွားလို့လူပဲရအောင်ခေါ်ကြည့်ပါဒီလောက်အလုပ်များတဲ့သူဒါပေမဲ့ဖခင်လှုပ်တဲ့အခါမှာတင်ဘာမှပူစရာမလိုအာမင်ဘုသူမှုတော်လဲဖြတ်ရှင်နာမဘုန်းကြီးပါစေဆိုတော့ဒီနေ့နှစ်သိနဲ့ပတ်သက်ပြီးကျေးဇူးတော်ချီးမွမ်းခြင်းကြောင့်နိုင်ငံပြောချင်တယ်
အားလုံးသိထားပြီးသားပါရဲ့စာလကျမ်းခန်းကြီး90ဂျေဇုတော်ချီးမွမ်းခြင်းကိုပူဇော်တော်သူသည်ဟာလေလုယာနောက်ကပြန်ဆိုရအောင်ဂျေဇုတော်ချီးမွမ်းခြင်းကိုပူဇော်တော်သူသည်ငါဤဘုန်းကိုထင်ရှားစေတယ်ကျွန်တော်ဒီနေ့ဒီနေရာကိုရောက်လာတာကျွန်တော်အရန်တော်လို့ရောက်လာတာမဟုတ်ဘူးကိုရောကိုဂျေဇုတင်လို့ရောက်လာအာမင်တရားနဲ့တရားမှာဂျေဇုတော်မတူဂျေဇုတော်ဒီအားနဲ့ချင်းအရာတိုင်းမှာဂျေဇုတော်ဒီပြေဝစေသွားတယ်ဟာလေလုယာသူဂျေဇုတော်လဲဟုတ်တယ်အချိန်ဒီတိုင်းမှာဂျေဇုတော်ကပဲဂျေဇုတရားဖြစ်တဲ့ဘုရားရဲ့ပို့ဆောင်ခြင်းနဲ့ဒီနေရာရောက်လာတာဖြစ်တယ်ကျွန်တော်အခုအမှုတော်ဆောင်နေတာကျွန်တော်အရန်ကောင်းလို့အရန်ကောင်းလို့မဟုတ်အရန်စူးစမ်းလို့လည်းမဟုတ်ကျွန်တော်အမှုတော်ဆောင်နေရအောင်တော့ပြန်သုံးသက်ကြည့်လိုက်တဲ့ခါမှာအားနေတာအများကြီးပဲကျွန်တော်လုပ်တဲ့အရာတိုင်းမှာကျွန်တော်ဘာလုပ်လို့ကျွန်တော်လုပ်တဲ့အရာအားလုံးကိုကျွန်တော်ညနေပြန်စဉ်းစားတယ်ပြန်စဉ်းကျင်စဉ်းစားတိုင်းမှာလေဒီလိုလက်တဲ့ကောင်ဒီလိုလုပ်လိုက်ခြင်းတယ်ဒီလိုလုပ်တဲ့ကောင်ဒီလိုလုပ်လိုက်ခြင်းတယ်ရှက်လို့ဒါပေမဲ့ဘုရားကကျွန်တော်ဒီနေ့ဒီသုံးနေတာသူ့ကြောင့်ပဲဖြစ်တယ်ဟာလေလုယာအာမင်ဟုတ်ပြီယေရှုတင်တယ်ကဲကျွန်တော်တို့ကရောစားဖို့နေဖို့အသက်ရှင်ဖို့ယေရှုပြုပေးတယ်ကျွန်တော်ဒီထဲမှာရိုးသားလေးပြောကြည့်အောင်ဘုရားသခင်ကျွန်တော်မနှက်ပြန်အသက်ရှင်ခြင်းပါတယ်လို့ဆုတောင်းခဲ့ဘူးတဲ့သူရှင်တရက်ကလောက်လက်ထောင်ပြကြည့်ပါမနှက်ပြန်မှာကျွန်တော်အသက်ရှင်ခြင်းပါတယ်ရှိလားနိုင်ပေးပါကားပေးပါအိမ်ပေးပါကျမ်းမာစေပါရောက်အဲ့ဒါတွေပဲဆုတောင်းတယ်မနှက်ပြန်အသက်ရှင်ခြင်းပါတယ်လို့ဘယ်သူမှတင်တာတည်သွားကြည့်လေတင့် iPhone လဲသူများဘယ်သူသုံးမလဲမသိတော့တင့်ကားလဲဘယ်သူစီးမလဲမသိတော့တင်းအင်ကြီးလည်းဘယ်သူဝတ်မလဲကိုတတ်မှတ်လို့မရတော့အကုန်လုံးတန်ဖိုးမရှိတော့ဒါမဲ့တခါမှအသက်ရှင်ဖို့ဆုမတောင်းခဲ့ကြအောင်အသက်ကကိုပဲပိုင်နေတယ်လို့ပဲဒီနေ့အသက်ရှင်ခြင်းဟာခြေစွတော်တွေထဲမှာအမျက်ဆုံးပါဒါကြောင့်မို့အဝတ်ထက်ကိုမြတ်တယ်အစာထက်အသက်မြတ်တယ်တဲ့ဟာလေလုယာဒါမဲ့အသက်ရှင်တဲ့ခါမှာယောက်ျားနဲ့စင်မပြေဘူးကျမကအိမ်ငါနေရတာကျွန်တော်ကပါနေရတာခါတဲ့လူတွေကကျွန်တော်ဆရာတယောက်ကဒီလိုကြီးဆိုချီးမွမ်းကြတယ်ဆာရှယ်မုန်နဲ့အိမ်အပိုင်ရလို့ကြီးဆိုချီးမွမ်းမလာတက်တက်ခန့်တယ်ကျွန်တော်လည်းနှစ်20လုံးရန်ကုန်မှာအိမ်ကားခဲ့ရတာနှစ်ကုန်ပတ်စံတဲ့စိတ်ပူရတယ်တဲ့အိမ်ရှင်မောင်းထုတ်တာလည်းစိတ်ပူကနေလို့ပြောပြီးဆိုအိမ်ရှင်ကမကြိုက်တော့ဆိုမောင်းတော့ကျွန်တော်နှစ်20လုံးဒုက္ခရောက်ခဲ့တာလေအခုမှအိမ်ပိုင်ရတယ်ကိုယ့်ကိုကျေးဇူးတင်တယ်ကျွန်တော်စဉ်းစားဖျားသခင်အနှစ်20လုံးအိမ်ငါးနဲ့လေကိုတော့ကျေးဇူးပြုခဲ့တာပဲဘာလို့ကျေးဇူးမတင်တာလဲသိလားခါကျကျွန်တော်ရဲ့အသက်တာမှာလေကျေးဇူးမသိတတ်တာမချီးမွမ်းတတ်တာလည်းမသိတတ်တဲ့အချိန်ရှိတယ်လူတွေကသူ့ကိုမိဘမဲ့မို့လို့အိမ်မှာခေါ်ထားလိုက်တာတက်တည်ခံတယ်ကျွန်တော်ကငငယ်ကသူများအိမ်မှာနေရတာသူများမျက်နှာချီရတာသူများချွေးမစားရတာမိဘအရင်မဟုတ်တဲ့အတွက်တက်တည်ခံလိုက်တာဟိုဆရာနဲ့ဆရာမရှိမှထိုင်ပြီးသူ့ကြည့်မျက်နှာပူလိုက်တာကြုံဘူးလားဆရာသူကျေးဇူးမသိတာလေသူကတလောက်ချစ်ရှုတယ်တမီးမစားခဲ့တော့ကျေးဇူးတင်ရမယ်ဆိုတာသူဘာပဲလဲနာကျင်နေကြတယ်မဟုတ်ဘူးလားဒီလိုပဲတင်းရဲ့ဘဝအသက်တာမှာသူများကိုကြည်ဖေးအောင်နာကျင်တဲ့စကားပြောခဲ့ဘူးလားကိုရောကျွန်တော်ကလေကျမကလေသူဟိုဒီလိုတင်းကိုကျေးဇူးပြုတဲ့ဘုရားသခင်ဘယ်လိုခံစားမလဲတင်ဖြောင်းမဖို့အတွက်ဆိုနံပါတ်1လိုရတာအသက်တာဖြောင်းမခြင်းပြောတော့နော်အသက်တာဖြောင်းမဖို့အတွက်နံပါတ်1လိုတာကျေးဇူးတည်တတ်ဖို့ပဲကျေးဇူးတည်တတ်ခြင်းဖြောင်းမခြင်းအစမှန်ကန်တဲ့စိတ်လုံးအားလုံးကကျေးဇူးတည်တတ်ခြင်းအစဒီနေ့ဘုရားသခင်ကိုတင်ဘာမှပေးစရာမလိုကိုရောကိုကျေးဇူးတင်ပါတယ်လို့ဝန်ခံခြင်းဟာဘုရားပြုနေတာပါလို့သူတို့ဘာရှိမှပေါ်ပြခြင်းဟာဘုရားကိုချီးမွမ်းခြင်းချီးမြှောက်ခြင်းဖြစ်တယ်ဟာလေလုယာအာမင်ဒါပဲဖျောက်ချီးမြှောက်ခြင်းပဲဒီနေ့ဒီနေရာထဲမှာကောင်းကြီးတွေအများကြီးခံစားရနော်ခံစားရလားကျမ်းမာဒီနေ့ရောက်လာတာငါအဲ့လောက်ထိကျေးဇူးပြုတဲ့ဘုရားသခင်အတွက်ကြောင့်ငါဖြောင်းအရန်ကျေးဇူးတင်လို့ဖြောင်းငါအရန်ကျေးဇူးတင်လို့အားကြီးလို့ဘုရားသခင်တို့ငါဘာလုပ်ခဲ့တယ်ဆိုတဲ့အရာဘယ်နှခုလောက်ပြောစရာရှိလဲငါအရန်ကျေးဇူးတင်လို့ငါသူများအပြစ်ကိုခွင့်လွှတ်လိုက်တယ်ဘုရားသခင်ကိုကျေးဇူးတင်လို့အားကြီးဘုရားကငါအရန်ကျေးဇူးတင်လို့ငါဒီကိစ္စမှာနှိမ့်ချလိုက်တယ်
ငါဖျားကိုအရင်ကျေးဇူးတင်လွန်းလို့ငါဒီလိုစက္ကပ်ဖြစ်တယ်ဆိုတာမျိုးပြောစရာရှိလားစဉ်းစားကြည့်ပါတင်ဖျားကိုကျေးဇူးတင်တာကိုနှုတ်ခမ်းနဲ့ပဲပေါ်ပြနေတာလားမာဂါဒလာမာရီယာယေရှုကိုရတဲ့အခါမှာသူ့ရဲ့တရမှာနာထုစီမျိုးကိုယေရှုခြေထောက်မှာလာလိမ့်ခဲ့ယောသကယေရှုကိုတည်တဲ့အခါမှာတည်သွားတဲ့အုပ်ကူကြီးကိုသူ့တင်းတိုင်းကိုပေးခဲ့သူတို့ဘာလို့လဲဖျားအရန်ချစ်လို့ကျေးဇူးအရန်တင်တာတင်ဝါဖျားကိုကျေးဇူးတင်တယ်ဆိုပြီးတော့မှဘာတွေလုပ်ခဲ့လဲဒါနဲ့ဖျားသခင်ကကျွန်တော်တို့တတ်တာကိုကျေးဇူးပြုနေတဲ့ဖျားသခင်ပဲဖြစ်ပါတယ်ဟာလေလုယာတခါလေတိုင်းဒီလိုသိကြည့်မြတ်ဥမာပြောမယ်နော်ဥမာနည်းနည်းသိတာလေဥမာဆရာပါကလူတယောက်ချစ်တယ်ဘယ်သူလဲမဟုတ်ဘူးသူချစ်တယ်ကျွန်တော်မကြိုက်ဆရာမချစ်နဲ့အဲ့ဒါပဲဟိုသူချစ်နေတယ်ကွာကိုကျေးဇူးမပြုချင်ကြည့်မရအောင်သူကျေးဇူးပြုနေတယ်ကွာဟာဒုက္ခပဲမကြိုက်တဲ့သူကသူများအခြားတစ်ယောက်ကချစ်နေတာဒီနေ့တင့်ပေးနာကလူကိုတင်မကြိုက်ဘူးညှို့ညင်းနေမစေဖခင်ကသူ့ကိုအရန်ချစ်တော်ကြောင့်ကျေးဇူးပြုနေအောင်မှာပဲဖြစ်တယ်အာမင်ဒါပဲအဲ့ဒါစိတ်ချတာပါကျွန်တော်တို့ကလူတစ်ယောက်ကိုကြိုက်တယ်မကြိုက်တယ်ဆိုတော့သူ့အသက်ရှင်ခြင်းရဲ့အဖြစ်မဟုတ်သူ့ရဲ့အသက်ရှင်ခြင်းရဲ့အဖြစ်ကသူ့ကိုဖန်ဆင်းတဲ့ဘုရားသခင်ပဲဖြစ်တယ်ဒီနေ့တင့်ကိုလူတွေကကျေးဇူးမပြုချင်တဲ့အချိန်ရှိနိုင်တယ်သူများကိုဟမ်ဘာဂါကျွေးရင်တင့်ကိုတရားနဲ့ပါမုန်းလောက်ပဲကျွေးချင်တဲ့စေတနာရှိကောင်းရှိနိုင်တယ်ဒါမဲ့တင့်ကိုချစ်တဲ့ဘုရားရှိတယ်စုံလင်သောမေတ္တာနဲ့စုံလင်သောကျေးဇူးသူ့ထံကတင်ရမှာဖြစ်တယ်အာမင်ကျွန်တော်ကခွဲခြားပါတယ်တကယ်ကျွန်တော်လည်းခွဲခြားပါတယ်ဒါပေမဲ့ဘုရားကဘသူ့ကိုမှမခွဲခြားမေတ္တာဘုရားမှာပဲရှိတယ်အာမင်အဲ့တခါလေကျရင်ကိုကောင်းကြီးခံစားတဲ့ခါမှာတော့ဟာဟာလေလုယာကျေးဇူးတော်ချီးမွမ်းဟုတ်ပဲရကောင်းကြီးခံစားတော့ဘယ်ရလဲမသိဘူးတကယ်တော့စဉ်းစားပါလေတင့်ကိုချစ်တဲ့ဘုရားသည်သူ့ကိုလည်းချစ်တဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာတင်မုန်းနေပေမဲ့လည်းဘုရားသူ့ချစ်နေဦးမှာပဲတင်မကြိုက်လည်းဘုရားသူ့ကြိုက်နေဦးမှာပဲတင်ဘုရားကိုဆန့်ကျင်ဘက်ပြုမလားဘုရားဘက်မှာနေမလားကိုယ့်ကိုစဉ်းစားဘုသူမြတ်တာလဲဘုရားမြတ်တာဆန့်ကျင်ဘက်မလုပ်နဲ့ဖခင်ဘက်မှာယက်တည်ခြင်းအဖြစ်အသက်ရှင်ဖို့လိုအပ်တယ်ဟာလေလုယာအဲ့ကျွန်တော်တို့ကျေးဇူးပြုနေမဲ့သူကဖခင်သခင်တော်ဖြစ်တယ်ဟာလေလုယာဆရာလည်းမကောင်းပါဘူးကျွန်တော်လည်းမကောင်းတာအများကြီးပဲတည်ရလားအားနေတာဟုတ်နော်ဒါပေမဲ့ဒီနေ့ဒီကျွန်တော်ကောင်းကြီးခံစားရတာကျွန်တော်ကောင်းလို့မဟုတ်ကျွန်တော်ချစ်တဲ့ဖခင်သခင်ကြောင့်ဖြစ်တယ်အာမင်ဖခင်လည်းအဲ့လိုပြောရသလားကျမ်းစာတစ်ပိုက်လေရှေ့ဦးမြတ်တာမလားကျွန်တော်ကိုကျွန်တော်အမြဲတမ်းစဉ်းစားတယ်ငါသူ့ကိုအရင်ကလိုပဲချစ်နိုင်သေးလားချစ်နိုင်လားချစ်ချင်မေတ္တာရှိမှာအထက်မှာမေတ္တာအကြီးကြီးရှိရမေတ္တာဘယ်လိုလဲအကြီးကြီးရှိရဘာဖြစ်လို့လဲဆိုတော့လေမေတ္တာအဖက်ခံအစင်မပြေမှုတွေမကောင်းမှုတွေနဲ့ပိတ်လာကြာလာမေတ္တာမရှိတော့ပြုံသွားတာနောက်ပဲဆိုတော့လင်များချင်းချင်းတော့တတ်ပလိုက်တာပြောမနေနဲ့တော့ဘာကုံသွားလဲဟုတ်တယ်ဒါမှဖခင်အဲ့ကြောင့်မို့ရှေ့ဦးမြတ်တာမရောစေနဲ့ကျမိုက်တစ်ပိုက်ရှိသလိုနောက်တဲ့ကျမိုက်ကကိုနဲ့ဆက်ကိုနဲ့အများအမေရိကကအမကိုအရန်ချစ်တာပဲသတိရတာပဲအိုးအမနဲ့လွမ်းလိုက်တာတခါလေအိမ်ကလူနဲ့မတိတ်ရင်ဟိုနိုင်ငံခြားလူနဲ့စကားပြောအရန်နေချစ်ပြနေကြတာရှိလားအမေကတကယ်ချင်းငါ online တကယ်တမ်းကျတော့အဲ့ဓာတွေကလေတလားလိန်နေတာတွေအဲ့ဒီလူလည်းမကြခင်အနားရောက်လာကြည့်2လလောက်နေမတည့်တော့သူလေတင်းအနီးကလူကိုချစ်ပါတင်းဒီတကယ်မေတ္တာရှိလားမရှိလားဆိုတာကိုမကောင်းတဲ့သူတွေကတက်သေးခံသွားလိမ့်မယ်ကောင်းတဲ့သူတွေကတင်းကြော့ပြောမှလေကောင်းရင်ကြိုက်တာသူကကောင်းတယ်ကတ်နေမှာမကောင်းတဲ့သူကြတော့ခွာနည်းနည်းကိုမကြိုက်ခွာဆိုတော့ဘာမရှိတာဖော်ပြလဲပတ်စံတော့ရှိတယ်မေတ္တာမရှိဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝတတ်တာထဲမှာကိုပိနာတွေကိုကြိုက်မကြိုက်သူ့ကိုဖျားပြုပြင်ပြီးတော့မှကျေးဇူးပြုနေဦးမှာဖြစ်တယ်အဲ့ဒါဖျားရဲ့ဖြစ်ခြင်းဖြစ်တယ်ဟာလေလုယာအာမင်ဒီနေ့ဒီချိန်မှာတင်းနှလုံးသားထဲမှာတင်းမကြိုက်တဲ့သူတွေရှိလားတင်းမညှို့ညင်တဲ့သူတွေရှိလားမပေါ့ပြောရင်လိမ့်တာတကယ်ညှို့ညင်တာဘယ်သူတွေပဲလဲအတူတူနေရတဲ့သူတွေပဲအဝေးကလူကိုမညှို့ညင်တာဘယ်သူပဲလဲ
အနီးနားကလူတွေပဲတင်းညွန်ခြင်းဒီဖြစ်စေမညွန်ခြင်းဒီဖြစ်စေဖခင်သခင်ဒီသူ့ကိုချစ်နေဦးမှာဆိုတော့တင်သိထားပါဟာလေလုယာအာမင်ဖခင်အတင်းစိတ်နဲ့ဘယ်တော့မှအလုံးမလုပ်အဲ့ဒါဖခင်ယေရှုတင်မှာယေရှုတင်တော်အဖြစ်အသက်တာမှာအသက်ရှင်ဖို့လိုတယ်အဲ့ဒါဖခင်ကယေရှုတင်စေချင်တယ်ဗျာတလားလူနူ10ယောက်ကဟိုရစ်ပရိတော့ပြခိုင်းတာလမ်းမှာပျောက်သွားတာလူနာပျောက်သွားတာပြောတာအဲ့နဲ့ယေရှုကမေးတယ်ကျန်တဲ့သူတွေရောတဲ့ဘာမေးလဲကျန်တဲ့ဘာပြောလဲယေရှုကမေးတာကျန်တဲ့သူတွေပမာလဲတဲ့ဒီနေ့သင်ဟာကျန်တဲ့သူတွေထဲမှာပါလားကိုရောကြောင့်ကျွန်တော်ပျောက်ပြီးယေရှုလာတင်တဲ့သူထဲမှာပါလားဆိုတာသင်ရွေးချယ်ရမယ့်အရာဖြစ်တယ်အဲ့တော့ချစ်ချင်ရမယ်ဘုရားကယေရှုတော်ချီးမွမ်းတာယေရှုတင်တာကိုနှစ်သက်တယ်တချင်းဆိုရင်လည်းယေရှုတင်ကြောင်းဖော်ပြလို့ရတယ်သက်သေခံရင်လည်းယေရှုတင်ကြောင်းဖော်ပြလို့ရတယ်ဘုရားခင်ကိုတခုခုပြန်လဲပြီးတော့မှဘုရားကိုချစ်တော်ကြောင့်နော်ဖော်ပြခြင်းအဖြစ်လေယေရှုတင်ကြောင်းဖော်ပြလို့ရတယ်ရကလူပြောတယ်မင်းလူတယောက်ဒုက္ခရောက်တော့ကိုဘယ်နဲ့စားပါဝါပါနှွေးပါလို့မပြောပါနဲ့တဲ့စိတ်ပါကိုရောက်ဧကန်အမှန်ချစ်ကြကုန်ဘုရားသခင်ကပါဇက်နဲ့ချစ်တာမလို့ချင်ဘူးစိတ်ပါကိုရောက်ဧကန်အမှန်ချစ်ကြကုန်ဒီမှာလှုပ်ဆောင်တဲ့သူတွေဘယ်သူတွေလဲတော့မသိကျွန်တော်တို့လှုပ်တာကိုမြင်တဲ့အခါမှာကောင်းလိုက်တာလို့မမြင်ဘူးဘယ်လိုမြင်သလားဖခင်ကိုချစ်လိုက်တာအာမင်ဘယ်လိုမြင်လဲဟုတ်တယ်အေးကြည့်ပါလေအာမင်ဆိုတော့ဖခင်တို့လှုပ်ပါအသက်ရှင်ရတာလည်းကိုရောကြောင့်ပဲဖြစ်တယ်အချမ်းမိုက်တစ်ပိုက်ဖတ်ချင်တယ်ဖတ်ချင်သုတ်တန်ကျမ်း19-21ဖတ်ချင်တယ်လူသည်အထုထုပြပြကြံစီတဲ့ဤတို့ရတဲ့ထာဝရဘုရား၏အကြံတော်သည်တည်လိမ့်မည်ဟာလေလုယာဘုရားကတင့်ပေါ်မှာအကြံစီရှိတယ်အဲ့ဒီအကြံကိုဘုရားကတည်အောင်လုပ်နိုင်တယ်အာမင်ဘုရားရဲ့အကြံကိုတင်တည်အောင်မလုပ်နဲ့ဘုရားရဲ့အကြံတည်လာဖို့အတွက်ဘာမှမလုပ်နဲ့ဘယ်လိုမှမလုပ်နဲ့တင်မလုပ်နိုင်ဘူးဘုရားကသူ့အကြံကို तू ကတည်နိုင်တယ်တင်တို့တွေဘယ်လိုပဲဘုရားကိုစန့်ကျင်ဘက်ပြုပါတင်ပြုတဲ့အရာတွေအားလုံးဟာဘုရားနဲ့စန့်ကျင်ဘက်ဆိုရင်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးကျမ်းစာကသတိပေးတယ်ဘုရားသခင်ပြုတဲ့အကြံသာလင်တည်လိမ့်မယ်ဟာလေလုယာဘုရားကိုစန့်ကျင်ဘက်လုပ်တဲ့အရာအားလုံးအချိန်ကုန်ပြီးလူပင်ပန်းသွားလိမ့်မယ်ဘာကြောင့်လဲအထူးထူးအပြားပြားကြိုက်တယ်လို့ကြံစည်ပါဘုရားအကြံသာတည်မယ်ဟာလေလုယာထာဝရအကြံစီအမြဲတမ်းတည်မယ်တင့်ပေါ်မှာရှိတဲ့အကြံစီလည်းတည်မှာဖြစ်တယ်ဟာလေလုယာအာမင်ကျွန်မတို့ဘိုင်းထို့ကြောင့်မနှက်ပြန်နေ့ကိုမစိုးရင်နဲ့မနှက်ပြန်နေ့သည်မိမိအဖို့ဘာလို့လဲဖခင်ကတဲ့မစိုးရင်နဲ့လို့ပြောတာကဘာကြောင့်လဲသိလားဖခင်မစိုးရင်နဲ့လို့ပြောတာဘာကြောင့်လဲမယုံကြည်သူတွေကသူတို့ကိုလှုပ်ပေးမဲ့ဖခင်တတ်နိုင်တဲ့ဖခင်မသိတဲ့အတွက်စိုးရင်ကြတယ်မနှက်ပြန်မှန်လားမှန်တယ်လေကျွန်တော်ကမနှက်ပြန်မှာပတ်စံသိန်း100ပေးရမယ်ဆက်ပေးမယ်လို့ပြောလိုက်ကျွန်တော်စိုးရိမ်စရာအကြောင်းရှိလားမရှိတော့ဘူးဟုတ်တယ်လားကျွန်တော်မစိုးရင်တာကငါဘာပိုင်လဲငါဘာရှိလဲဆိုတော့မစိုးရင်တာမဟုတ်ဘူးကိုတော်ကတောင်းဝန်ယူမယ်ဆိုတဲ့စကားကြောင့်ကျွန်တော်မစိုးရင်တာဖြစ်တယ်အာမင်ဥစ္စာတွေရှိလာကုန်သွားမယ်အချိန်တွေကအများနဲ့ပြောင်းလဲနေတယ်ဖခင်စကားမပြောင်းလဲဘူးဒီနေ့ကျွန်တော်နဲ့သင်ရဲ့မစိုးရင်ချင်းကနေ့ရက်နဲ့ပိုင်ဆိုင်မှုအဖြစ်ပြက်တွေပေါ်မှာမဟုတ်ဘဲနဲ့မစိုးရင်နဲ့လို့ပြောတဲ့ဖခင်သခင်ကြောင့်မစိုးရင်တာပဲဖြစ်ပါစေတော့မစိုးရင်ချင်းကိုရှာတယ်ဆိုရင်ဥစ္စာနဲ့မရှာနဲ့ပိုင်ဆိုင်မှုနဲ့မရှာနဲ့ငါဘာလုပ်နေလဲဆိုတာနဲ့မရှာနဲ့မစိုးရင်နဲ့လို့ပြောတဲ့ဘုရားစကားကိုယုံကြည်တဲ့နေ့မှာဒီနေ့စိုးရင်ချင်းတင့်ထက်ကထွက်သွားလိမ့်မယ်အာမင်ဘုရားဘာပြောလဲနတ်ပြန်နေသည်တင့်အဖို့ဘာလို့မလဲဟုတ်တယ်ကျွန်တော်ဘာလဲဆိုအောင်ဘုရားရဲ့အလိုတော်ကိုဆောင်ပြီးမှဂတိတော်တိုင်းအကျိုးကိုရမည်ကြောင်းတိခံခြင်းစိတ်ရှိရမည်ဒီနေ့သင်လုပ်ခဲ့တာလည်းဘယ်သူမြင်လဲဘယ်သူကြောင့်လုပ်ခဲ့တာလဲကျင်းသေးလားဒါတော့ကိုယ်နဲ့ဆိုင်အလူငွေပေးရင်လည်းဘယ်သူကြောင့်လဲဆရာကငါ့ပေါ်မှာအရန်ကောင်းလို့ဆရာကငါ့ကိုအရန်ချစ်လို့ဒီတင်းတော်ကငါ့ကိုလာပြီးအာသုဘမှာလာချပေးထားလို့အလူငွေပေးတယ်ရှိလားတကယ်တော့ကိုရောကိုချစ်ပြီးလုပ်တာပဲဖြစ်ဖို့လို့ကိုရောနဲ့ဆိုင်သွားတယ်ကိုရောနဲ့ဆိုင်တဲ့အရာအလုံးကိုရောကောင်းကြီးပေးလိမ့်မယ်ဒီနေ့ဖခင်အတွက်လုပ်ပေးမယ်လေဖခင်အတွက်မဖြစ်ဘူးသလားအတင်းနဲ့ပဲအဲ့ဒါသူများသွားရှောက်ကိုနဲ့ပဲဆိုင်ဒါပေမဲ့ဖခင်နဲ့ချောင်းလုပ်တဲ့အရာအားလုံးဒီဖခင်ကောင်းကြီးပေးမယ်ဟာလေလုယာအဲ့ဒါတော့ယုံကြည်တယ်
အားကြောင့်တင်ခါကြကိုနမဲကြီးဖို့ကိုထင်ပေါ်ဖို့ကိုပြောတဲ့နေရာတွေကိုလှုပ်ချင်တဲ့ຢာလိုက်လုံနေတော့ကိုတော့အတွက်လို့လိုက်မပြောနဲ့ကိုတော့အတွက်တင်ဘာမှလှုပ်စရာမလိုဘူးကိုရောကတင်းရဲ့အတ္တတာကိုသုံးပြုနေတာကတင်းအတွက်ဖြစ်တယ်ဟာလေလုယာချမ်းသာတဲ့ဘက်မှာဟေရှာယနဲ့ယေဇကျေလမှာဒီလိုပါတယ်ဖျားသခင်ဒီတဲ့တင့်ကိုဂျေဇုပြုခြင်းကယေဘရဟိအရာမှာခံထားတာဟာလေလုယာဒါကြောင့်မို့ကျွန်တော်ရဲ့တက်တာမှာဖျားသခင်ကြောင့်လှုပ်တာဖြစ်ပါစေဘာပဲလို့ဘုသူကြောင့်လဲပေးကရင်လဲဒီဆရာငါအရန်ခင်တာငါ့ကိုသွားလေဟိုဟာလှုပ်ပေးထားတယ်လို့ပဲအဲ့ဒါဖျားနဲ့မဆိုင်ဘူးနော်ဂျေဇုပြုတာကောင်းတယ်နော်ဖျားချစ်ပြီးတော့ပဲလှုပ်ပါသူများဂျေဇုတင်မတင်ဖျားသခင်တင့်ကိုခိုင်းနေဆိုတဲ့အရာနဲ့လို့အဲ့ဒါဖျားနဲ့ဆိုင်သွားတယ်ဆိုင်တဲ့ကမှာဂရိတော်တိုင်းအကျိုးကိုရဒီနေ့နှစ်သက်2026ရောက်လာတော့မယ်ဘာကကြိုနေလဲသိလားဘာကကြိုနေလဲသိလားကျင်းတဲ့ရာတင်စိုက်ထားတဲ့ຢာတွေကတင့်ကိုကြိုနေတယ်စိုက်တဲ့တိုင်းဘုသူထံကလည်းဟာလေလုယာလေယာကောင်းကြီးမင်္ဂလာတင်အသက်ရှင်ခဲ့တဲ့ຢာတွေမထင်မရှားလူတွေမချီးမွမ်းလိုက်ဘာမှဖြစ်ဘုရားသခင်ကြောင့်ဘုရားကိုမြင်တဲ့သူကလေသိလားလုံလောက်သွားပြီသိလားဘုရားသခင်ကြောင့်လှုပ်တယ်လို့ကမချင်တဲ့ကိုရောမြင်နေတော့အရင်ချင်နေနေတာပြောချင်တာကဘုရားသခင်ကတဲ့မနှက်ဖန်ကိုဖန်ဆင်းတဲ့ဘုရားဖြစ်တဲ့အတွက်တဲ့မနှက်ဖြန်နေ့ကတင့်ဖို့အလုပ်လုပ်နေရမယ်တဲ့ကျမ်းစာကအဲ့လိုပြောတာဒါဘုရားမနှက်ဖန်ကိုတည်ရဘုရားမဟုတ်မနှက်ဖန်ကိုဖြစ်စေတဲ့ဘုရားသခင်ဖြစ်တယ်တင့်ကိုအဲ့ဒီနေ့မှာဘာဖြစ်ဖို့အတွက်ဘုရားကမနှက်ဖြန်နေ့မှာပြင်ဆင်ထားပြီးသားဖြစ်တယ်အာမင်ဒါမနှက်ဖန်နေ့ကတင့်အဖို့ဘာလို့နေလာလဲစိုးရိမ်မယ်လို့ပြောတာကဘုရားကမနှက်ဖြန်မှာနင့်အတွက်ပြင်မှာနေဘသူနဲ့တွေ့ဖို့နေဘလို့ကောင်းကြီးဖြစ်ဖို့နင့်ကိုဘသူကချင်မောင်ကြိုလေးလာချွေးဖို့ဟမ်ဘာဂါလေးလာချွေးဖို့အင်ဂျီတွေလာပေးဖို့ဘုရားကအလုတ်လုံနေပြီးဖြစ်တယ်အာမင်တပင်ကအောက်မှာတွေးချောက်သွားတယ်အပေါ်မရောက်သေးဘူးဟာကူတော့ဘာမှဖြစ်ပါလားပြန်လာတော့ချောက်သွားပြီတဲ့အခုတော့ဒီနေ့ချောက်သွားပြီတဲ့မဟုတ်ဘူးယေရှုပြောတဲ့နေ့ကလေးကမြေကြီးအောက်မှာစပြီးချောက်နေပြီဖြစ်တယ်သူတို့မမြင်နိုင်ဒီနေ့တင်းထန်ကိုမရောက်လာတဲ့ကောင်းကြီးတွေအများကြီးရှိတယ်ဘယ်သူလှုပ်နေလဲဟုတ်တယ်ကျွန်တော်သားလေးမွေးတဲ့နေ့မှာကျွန်တော်ပတ်စံ9000စုထားတယ်ကျွန်တော်အတင်းသူကအတင်းသားဒုက္ခရောက်တော့ကျွန်တော်လှူလိုက်တယ်ပေးလိုက်တယ်ကျွန်တော်မိမပြောတယ်တစ်ဖက်လောက်လှူတယ်တစ်ဖက်လောက်ကပေးလိုက်မယ်အဲ့ဒါဖြစ်ကျွန်တော်အဲ့ဒီတနင်္ဂနွေနေ့ညစနေနေ့ညမှာအဲ့ဒီလူကမွေးတယ်ကျွန်တော်မိမကတင်းနေ9နိုင်မှာမွေးတော့မယ်ယောက်ျားငါရေမွာပေါက်သွားပြီဟာပတ်စံမရှိတော့ဘူးဘယ်လိုလုပ်မလဲငါသူများညနေမမွေးတော့ငါသူများပေးလိုက်ပြီလေအဲ့ဒါပြောတယ်မတော်လို့လည်းမရတော့လေသွားပေါ့ဆိုတော့အဲ့ဒီခါမှာအံ့ဩစရာစင်ကာပူကနေရောက်လာတဲ့ကျွန်တော်ရောက်ဖကျွန်တော်မိမရဲ့အကိုရဲ့မိတ်ဆွေကကလေးမွေးတာလာကြည့်ရင်းနဲ့စင်ကာပူဒေါ်လာ300ပေးသွားတယ်ချမ်းညမပြလူကိုပေးခိုင်းတာနဲ့စင်ကာပူထိတော့စင်ကာပူထိလှုပ်ပြီးဒီကိုရောက်လာစီဟာလေလုယာသဖျားခင်ကဒါတင့်ကိုတင်တမိုးထားပါတင့်အတွက်ဖျားကောင်းကြီးမင်္ဂလာများစွာလှုပ်နေတယ်စိုက်တဲ့တိုင်းအလိုတော်တိုင်းဂရိတော်တိုင်းအလိုတော်ကိုဆောင်ပြရင်ဂရိတော်အကျိုးကိုရမယ်ဘာလို့ပါလဲတီးခံပါစိတ်တမကြနဲ့စိတ်မပြတ်နဲ့မမားရင်းနဲ့ဘာပဲကြုံဘာအပြစ်မှမဖြစ်စေနဲ့အဲ့လိုတီးခံခြင်းကိုပြောတာအာမင်အာမင်ထရတူရနောက်တစ်ခုပြောမယ်တင်မှားခဲ့တဲ့အရာတွေအတွက်လည်းအပြစ်ခံရဖို့အတွက်2026မှာရှိနေတယ်တင်မှားခဲ့တဲ့အရာတွေတင်မှားရင်းတဲ့အရာတွေအားလုံးပြန်ခံဖို့ရှိတယ်2026မှာကျမ်းစာတစ်ပိုက်ဖတ်ကြအောင်ယောမခန်းကြီးနဲ့တိုးသောအမှုကိုကိုယ်တိုင်ပြုလျက်ပြီးသူတစ်ပါးကိုပြုသူစစ်ကြောဆင်တော်သူတင်ဒီဘုရားသခင်စင်တော်မူခြင်းနဲ့လွတ်မြူထင်မဲ့သလားဘုရားသခင်ကျေးဇူးတော်သည်တင့်ကိုနောင်တလမ်းသို့သွေးဆောင်သည်ကိုမသိမမဲ့ပဲကြွယ်ဝစွာကျေးဇူးပြုတော်မူခြင်းတီးခံတော်မူခြင်းစိတ်ရှည်တော်မူခြင်းတို့ကိုမထင်မဲ့ပြုသလားထိုသောပြုလင်စိတ်ခိုင်မာ၍နောင်တမရသည်နှင့်အညီဒေါသနှင့်ဒီဟုသောဘုရားသခင်တရားတော်ထင်ရှားသောနေ့၌ကိုခံစရာဖို့အမျက်တော်ကိုစီးပူးသလားဘုရားသခင်ဒီလူအသီးသီးတို့အားမိမိတို့အကျင့်နဲ့အလျောက်အကျိုးပြစ်ကိုဘာလို့လဲဆက်ပေးတော်မူတဲ့ပမာကြည့်ပါဘုရားသခင်ဒီတဲ့အသင်ကိုဘာလို့လဲနောင်တလမ်းကိုသွေးဆောင်နိုင်တယ်ကြွယ်ဝစွာကျေးဇူးပြုတယ်မှားတယ်ဒါပေမဲ့မဆုံးမသေးဘူးမှားတယ်ဒါပေမဲ့ဘုရားဘာမှမပြောသေးဘူးတီးခံပြီးတော့မှကျေးဇူးတော်တရားလမ်းကိုသွေးဆောင်နေတာအဲ့ဒါဘုရားအသင်ကိုလက်ခံတယ်မထင်နိုင်နဲ့အဲ့ဒီຢာကလွတ်မြောက်ဖို့လိုတယ်အဲ့ဒီຢာအတွက်မလွတ်မြောက်ရင်တင်နှစ်သက်မှာဘလောက်ပဲကြံစီဘလောက်ပဲကြိုးစားအဲ့ဒီအပြစ်ကြောင့်တင်ဒုက္ခရောက်သွားနိုင်တယ်ဘယ်သူကြောင့်ပဲလို့ဘာပဲလို့ကျွန်တော်မနဲ့မဆိုင်ဒါပေမဲ့သတင်းကောင်းရှိတယ်
ဒီနှစ်သက်မှာကောင်းကြီးခံစားရဖို့အတွက်နောင်တရပြီးဆုတောင်းရမယ်ဖြစ်တယ်ဟာလေလုယာအာမင်ဒါပဲကောင်းကြီးကတော့ကျေးဇူးတော်ကောင်းကြီးကတော့မဆုံးရှုံးဘူးဒါပေမဲ့တင်းရဲ့အပြစ်ကြောင့်ခံရမယ့်အရာကတိတ်ကြောက်စရာကောင်းတယ်ကျွန်တော်လည်းပါပါတယ်အဲကြောင့်နှစ်သက်မှာကောင်းကြီးမင်္ဂလာဖြစ်ဖို့အတွက်ကောင်းကြီးမင်္ဂလာဖြစ်ပြီးသားကောင်းကြီးတွေအများကြီးရှိတယ်စိုက်တဲ့တိုင်ဟာလေလုယာအမှုတော်မြတ်မှာပါဝင်ခွင့်ရတဲ့အရာအားလုံးတော့ကောင်းကြီးသင်ခံစားရမယ်အများကြီးပဲတယောက်မတူဒါပေမဲ့အပြစ်ဆိုတဲ့အရာလည်းရှိတယ်အဲ့ဒါငရဲသွားမယ့်အပြစ်တော့မဟုတ်အဲ့တော့မထင်ရှားတဲ့ပြစ်တွေရှိတယ်အပြစ်လို့ပြစ်မှမသိတဲ့ဟာတွေဖြစ်တယ်ရှိတယ်အပြစ်ကိုမြင်တဲ့အခါမှာတော့လောကမြင်နေတာမမြင်ပါနဲ့အမှန်တရားနဲ့မမြင်နဲ့ကိုရောကမှားတယ်လို့ပြောရင်သင်မှားတယ်လို့ဝန်ခံပါအဲ့တော့မှအပြစ်လို့မြင်လာမှာဖြစ်တယ်ဟာလေလုယာအပြစ်ကိုကိုရောပြောတဲ့အတိုင်းမြင်ပါနှုတ်ကပတ်တော်အဖြစ်မြင်ပါဒီနေ့အဲ့လိုဆုတောင်းတဲ့အခါမှာဖခင်ကချစ်တဲ့ဖခင်ကခွင့်လွှတ်မယ်ဟာလေလုယာအဲ့လာထက်ကောင်းတဲ့အရာဒီနေ့ဘာမှမရှိဘူးဒီနေ့အဲ့ဒီအရာထက်ကောင်းတဲ့လွတ်မြောက်ခြင်းမရှိဘူးကိုရောကဘာပြောမလဲခွင့်လွတ်မယ်တဲ့အာမင်ခွင့်လွတ်ခံခြင်းလားသင်ရွေးချယ်ရမယ့်အရာဖြစ်တယ်နေ့တည်းမှာပြေဝတဲ့ကောင်းကြီးများစွာခံစားရဖို့အတွက်ဟာလားဒုတ်တစ်ချက်မဟုတ်တလို့ပါလေမဟုတ်တစ်ချက်ပါလေဆိုတော့ဒုတ်တစ်ချက်ဒုတ်တစ်ချက်မဟုတ်တလို့မဖြစ်ဖို့ရန်အတွက်နောင်တရပြီးဆုတောင်းရမယ်ဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်ပြောတာမဟုတ်ဘုရားကပြောတယ်မင်းအပြစ်ကိုငါခွင့်လွှတ်မယ်တဲ့အာမင်အားလုံးဘုရားရှင်ကောင်းကြီးပေးပါစေ